စိတ်ကိုတီတီငင်ငင်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြက်ကွက်တွေပါ အဲ့ဒါပဲဗျာလေးစုတက်ဖို့ရွှေတကုန်းဇီတီတော်မြတ်ကြီးဆိုတာငါတိုင်ဖူးစားအားရပါရကြီးဝါကိုဖူးလိုက်မင်းအခုမှဖူးတာမလားဖူးတော့တကယ်ကြီး ဟာတီတီထဲမှာတော့မင်းခဏခဏဖူးရတယ်ကွာအေးအခုကတော့မင်းပြောလို့ခုမှပဲဖူးတယ်ဆိုပါတော့ ငါလည်းရွာကိုပြန်မြောက်တာကြာပြီဆိုတော့ရွာရဲ့သတင်းပလင်းလေးပါလေဘာမှမကြောက်ဘူးရွာမှာရောဘာတွေပြောင်းလဲကုန်ပြီ ဘာမှမပြောင်းလဲပါဘူး ငါထင်တယ်ရွာကဘာမှမပြောင်းလဲဘူးဆိုတော့ဒီကောင်ငါတို့အိမ်ရောဟိုဘာတွေပြောင်းလဲကုန်ပြီ ဘာမှမပြောင်းလဲပါဘူးဒါပေမဲ့မင်းမွေးထားတဲ့ကြောင်လေးတော့တည်သွားပြီကွာ ဟာကြောင်လေးတည်သွားပြီဟာအဲ့ဒီကြောင်လေးအရန်လိမ်မာတာကွာဘာဖြစ်လို့တည်သွားတာလဲ မင်းအဖေနဲ့မင်းအကိုစကားများကြတယ်လေစကားများပြီးမင်းအကိုကအရင်မူးမူးနဲ့စပက်ကြီးကိုမီးရှို့လိုက်တာပါသွားတာပဲ စပကြီးကိုမင်းနဲ့ရှို့တယ်အနေနဲ့မဟုတ်ဟိုစပကြီးကိုမင်းနဲ့ရှို့ရတာအောင်အဖေနဲ့ကိုကဘာအတွက်နဲ့စကားများတာလဲ ဘာကြီးလို့မဟုတ်ပါဘူးကွာမင်းညမလေးအယက်သမားထွန်းနိုင်နဲ့လိုက်ပြေးတဲ့ကိစ္စ ဟာဘယ်မှာလင်းလောက်လိုက်သွားပြီနေစမ်းဒီညီမလေးလင်းလောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝင်မပြောဘူးလားဟင် မင်းအမေကဘာမှဝင်ပြောလို့မရတော့ဘူးလေကွာ ပြောလို့မရတော့ဘူးဆိုတော့နေစမ်းသူတို့ကအမေစကားကိုနားမထောင်ကြတာလားဘယ်လိုဖြစ်တာလဲ အဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာ ဘယ်လိုဖြစ်တာလဲ မင်းတို့စပယ်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအမေကတခါတော့ပါသွား အမလေးအမေပါသွားတယ်အတဆောမေးနေပြီပေါ့အမလေးဗျာအမေရဲ့အမေရဲ့အမေတရားတော့သားတရားမသိလဲရပါလားအမေရဲ့မင်းရလဲကွာအမေကြလို့တရားတယ်မှာဘာမှထူးခြားပြောင်းလို့မရှိဘူးလေမင်းမလို့ပြောတတ်တယ်မင်းဟောပါရဲ့ကထားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲ မင်းအကူကတော့မီးရှို့မှုနဲ့ထောင်ကျသွား ဟင် မင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူနေ အမလေးဗျာအမလေးဗျာအမေကသေတယ်အဖေကယူတယ်အကိုကထောင်ကျနေတယ်အဲ့ဒါကများထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်ချင်းနေဖြစ်မလားကွာ စိတ်ကိုတီတီငင်ငင်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြက်ကွက်တွေပါ တီနေနေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်ပြီးတရားရှင်ကြီးအမလေးမင်းခနိုင်ရှိမယ်ငါခနိုင်မရှိသေးဘူးတကယ်ကြီးရဲ့ငါရှင်ထဲမှာပူနေပြီကဲပြောစမ်းပါဦးဒါဆိုရင်ဟိုငါညီလေးတွေညီမလေးတွေရောရင်ဘယ်လိုလဲပြောပါဦးကွာ သူတို့ကအေးဆေးပါပဲ အမလေးတော်ပါသေးရဲ့တော်ပါသေးရဲ့အကြီးလေးတို့ကခေါ်ပြီးမွေးထားလိုက်တယ်မလား အဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာ အဲ့ဒီလိုမဟုတ်တော့ဘယ်လိုဖြစ်ပြန်ပြီတော့တော့ပါဦး သူတို့တကကူစရာမလိုပါဘူးကွာ အာစိတ်အေးထားလိုက်တော့မ အေး လို့ ထားစမ်းပါမင်း အမလေးခုမှပဲရှင်နေအေးတော်တယ်တကယ်ကြီးပြောစမ်းပါဦး သူတို့တရွာလုံးကတနာနေတော့ အေးဘော သူတို့ကလည်းရွာထဲမှာလှက်ပါတောင်ရန်စားတော့ရွာတွေကထမင်းချံဟင်းချံလေးတွေပေးလိုက်ကြတာပါပဲကွာ အမလေးလားအတားဆုံးကစပါးရဲ့တရောင်းစားပြီပေါ့